はい、皆さんこんばんは。ဒီနေ့ကတော့ဒီမှာပေးထားတဲ့နော်စကိနောကုတိုဘာの使い方としてもっとも良いものပေါ့။ဒီစလုံးလေးနဲ့သုံးထားတဲ့ဝတ်ကြမှာအသင့်တော်ဆုံးအမှန်ကန်ဆုံးဝတ်ကြအောင်ဆူရှာပေးရမှာဖြစ်ပါတယ်။အဲဆိုရင်သူပေးထားတဲ့ဟာလေးကိုကြည့်မယ်ဆိုရင်သူက108နော်108ကဘယ်လိုအခြေအနေမှာသုံးတာလဲဆိုတာသိရင်ရပြီ။နော်108ဒီမြန်မာလိုအဓိပ္ပာယ်ကတော့တိတာထင်ရှားတယ်ဆိုတဲ့အဓိပ္ပာယ်နော်အဲ့တော့တိတာထင်ရှားတယ်ဆိုတဲ့ဟာကိုမှသူကဘာနဲ့သုံးတာလဲဆိုတော့ပြောင်းလဲမှုတွေတိုးတက်မှုတွေနဲ့သုံးတာဖြစ်ပါတယ်တိတာထင်ရှားတဲ့ပြောင်းလဲမှုတိုးတက်မှုအဲ့လိုအခြေအနေနဲ့တွဲသုံးမယ်နော်โอเคအဲ့တော့ပထမဆုံးဆိုနံပါတ်1လေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာက108ရှင်းဖို့ဆိုတဲ့ကဒါတိုးတက်မှုတွေပဲပေါ့နော်ဒါဆိုဒီစာကြောင်းကဖြစ်နိုင်ရရှိတယ်အဲ့တော့ဖတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဆိုင်ကင်の医療技術にはဒီ108ရှင်းဖို့ကမိတာတဲ့လူပေါ့နော်အဲ့ဒါဆိုရင်ဒီစေပညာရဲ့ပေါ့နော်အခုခေတ်စေပညာရဲ့တွေကနီးပညာတွေမှာဆိုလို့ရှိရင်တိတာထင်ရှားတဲ့တိုးတက်မှုတွေကိုတွေ့မြင်ရပါသည်ဆိုတော့ဒီချိပန်းလေးကဖြစ်နိုင်တယ်ရှိတယ်တခုနော်အဲ့ဒါဆိုရင်နောက်နိဗ္ဗာန်လေးကိုကြည့်အောင်အဲ့တော့နိဗ္ဗာန်လေးကကြတော့ခါတယ်ဝါတဲ့108စိတ်ကခုဆိုတော့ဇယိုက်နဲ့ကတိတာထင်ရှားတဲ့ဇယိုက်ဆိုပြီးတော့မသုံးပါဘူးเนาะအဲ့တော့ဆောနာပြောပြီးသားတိတာထင်ရှားတာဒီတိုးတက်မှုတွေပြောင်းလဲမှုတွေနဲ့ပဲတွဲမှာဖြစ်ပြီးတော့ဇယိုက်ကိုပြောချင်ရင်တော့ဇယိုက်ကဇယိုက်ကျန်းတာလားဘာဖြစ်တာလဲเนาะဒီလိုမျိုးတွေပဲတွဲသုံးမှာဖြစ်တဲ့အကြောင်းမိဘကိုကြော်မယ်နောက်ဆမ်းမတ်ကကြတော့ခိုးတယ်ဝါတဲ့108ဒီစခဆိုတော့စာရေးဆရာဆိုတော့လူနဲ့တွဲသုံးထားတယ်လူနဲ့လည်းတွဲလို့မရဘူးเนาะအဲ့တော့ဒီစာရေးဆရာဆိုလို့ရှိရင်ဥမာနာမည်ကြီးရဲ့စာရေးဆရာလားယူမေးနာစကားเนาะအဲ့လိုမျိုးပဲဖြစ်မှာဒီလူတွေနဲ့လည်းတွဲသုံးလို့မရတဲ့အတွက်ကြောင့်ဆမ်းမတ်နဲ့ပြင်မယ်နောက်ရုံးမတ်ကကြတော့108အိုတိုတာတဲ့ဆိုတော့အတန်နဲ့တွဲသုံးထားတယ်အဲ့တော့အတန်ထုတ်တယ်ဆိုတော့ဒီအတန်ကအတန်အကျယ်ကြီးထုတ်တယ်ဆိုလို့ရှိရင်အိုကီနာအိုတိုနဲ့ပဲတွဲသုံးပါပေါ့တိတာထင်ရှားတဲ့အတန်ဆိုတာနဲ့မသုံးပါဘူးเนาะဒါဆိုရင်တိတာထင်ရှားတော့ဆိုတဲ့108ပြီးပြောင်းလဲမှုတွေတိုးတက်မှုတွေဆိုတဲ့အဖြစ်အပျက်တွေနဲ့ပဲတွဲသုံးမယ်လို့မှတ်ထားလိုက်ပြီဆိုတာနဲ့အဖြေကichi banဆိုတာပေါ်လွင်သွားပါပြီ။ရမယ်နော်။ Okay မြကျူးichiကကြတော့အသဲဟာမာရုထိမှန်တယ်ဆိုတဲ့စလုံးလေးပေါ့နော်။ဒီနေရာမှာကတော့သူကအသဲဟာမာရုဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာကြတော့အဝင်ခွင်ကြဖြစ်တဲ့သိလျော်နေဆိုတဲ့အခြေအနေမှာသုံးမယ်။ဘာတွေနဲ့လဲဆိုတော့အရှိရသတ်မှတ်ချက်တွေစီးကန်းတွေအခြေအနေတွေအဲ့ဒီတစ်ခုခုနဲ့အဝင်ခွင်ကြဖြစ်တဲ့အကျုံးဝင်နေဆိုတဲ့အခြေအနေမှာသုံးတယ်။နော်အဲ့တော့သူနဲ့တွဲသုံးတာကဂျောဂမ်ဆိုတဲ့သတ်မှတ်ချက်တွေရှိကခုအရေးချင်းတွေဒါနဲ့ကိုက်ညီတဲ့တင့်တော်တွေအဲ့လိုမျိုးမှာပဲသုံးရမယ်။အဲ့တော့ichi banကိုကြည့်တဲ့အခါမှာခရုမနီအသဲဟာမာလို့တဲ့ကားနဲ့ဆိုတဲ့ကဖြစ်နိုင်ကြရမရှိတော့ဘူးနော်။အခုသုံးဖို့ကကျူနီဒိုရိုနီထိုပီတက်တဲ့ခလေးကရုတ်တရက်လမ်းမကိုပြေးထွက်လာတဲ့အခါမှာတဲ့ခရုမနီအသဲဟာမာလူဂျီကိုကဖွေတဲ့လူကားနဲ့တိုက်မိတဲ့အမှုဖြစ်နေတိုးပွားနေပါတယ်။ဒါဆိုသူပြောချင်တာကားနဲ့တိုက်မိတယ်ဆိုလို့ရှိရင်ကြတော့ဘူစခါရုဖြစ်ရပါမယ်။နော်အခုဒီမှာနေဘူးစကားဂျီကိုဆိုလို့ရှိရင်ဖြစ်မယ်မှန်မယ်ပေါ့နော်အခုဒါကြီးကတော့မှားတယ်နောက်တစ်ခုကကြတော့ဂျောဂန်ဒီအတေဟာမာတို့အဲ့တော့ရှေ့မှာဂျောဂန်ပါသွားပြီဖြစ်တဲ့ကြောင့်မို့နံပါတ်1ကတော့ဖြစ်နိုင်ရရှိပါတယ်နော်အဲ့တော့ယာမာရာဆန်ဝါခွန်နိုခိုင်ရှာနိုဘူချူဂျောဂန်ဒီအတေဟာမာတို့ယာမာရာဆန်ကဒီကုမ္ပဏီရဲ့ဒီအလုံးခေါ်ယူမှုအရေးအချင်းနေနဲ့သူကကိုက်ညီမှုရှိနေတယ်ဆိုတော့ဒီပေါ့နော်အဲ့ဆိုတော့အဖြေကမိဘန်လေးဖြစ်သွားပါတယ်နောက်ဆမ်းဘက်ကကြတော့အသဲဟာမာရုဒီအရှိမကြတော့ဆိုဆိုင်ကင်の短期予報はよく当てはまると思うတဲ့အခုခေတ်ဒီမိုးလေဝသသတင်းပေါ့ကွယ်ရာသီဥတုမိုးလေဝသခန့်မှန်းချက်တွေကမှန်ကိုက်ညီရလို့ထင်ပါလိမ့်မယ်သူကပြောချင်တာเนาะအဲ့တော့မှန်ကန်တဲ့ကိုက်ညီရဆိုရင်じゃဒီနေရာမှာကအတ္တရုနဲ့သုံးပြရမှာဖြစ်ပါတယ်ခန့်မှန်းချက်တွေကိုပေါ့နော်ရာသီဥတုခန့်မှန်းချက်တွေကိုက်ညီမှုရှိတယ်ဆိုရင်တော့အတ္တရုပဲဖြစ်ရမယ်အသဲဟာမာရုကတော့ဆိုတော့သတ်မှတ်ချက်တွေရေးချင်းနဲ့အဝင်ခွင့်ကြဖြစ်တာပဲဖြစ်တယ်နောက်တစ်ခုယွန်မန်ကကြတော့ခိုနိုဟေယာနိုတဲ့ခါဘဲနီဒီအခန်းရဲ့နေရာမှာယောခုအတေဟာမာရုအေကိုစာကစတေမှာပြောချင်တာကတော့သူကဒီအခန်းနေရာနဲ့လိုက်ဖက်ညီတဲ့ပကြီးကားလေးကိုရှာနေတယ်လို့ပြောချင်တာပေါ့အဲ့တော့လိုက်ဖက်ညီတယ်ဆိုလို့ရှိရင်အာဟုဖြစ်တာပေါ့နော်ဒီခါဘဲနီယောခုအာဟုဆိုတဲ့ဟာလေးပဲဖြည့်ရမယ်နော်ဒါကြောင့်မလို့အဖြေကတော့နိဗ္ဗာန်ပဲဖြစ်ပါတယ်じゃあ20人လေးကိုထပ်ကြည့်ရအောင်20人မှာကြတော့ခီမီကဝါရီတော့ခီမီကဝါရီဆိုတာကခန်းစားချက်မကောင်းဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့ခန်းစားချက်မကောင်းမနဲ့တခုခုကြောက်နေတာတခုခုစိုးရိမ်နေတာတခုခုကိုစိတ်ထဲမတန့်ပဲပေါ့နော်မတိုးမတန့်နဲ့ကြောချမ်းပြီးတော့
အဲ့လိုမျိုးဖြစ်နေတဲ့ပုံစံမျိုးကိုခိမိကဝါရီဆိုတဲ့ပုံစံနဲ့သုံးတာပါ။အဲ့ဆိုရင်အခုသူပေးထားတဲ့ဟာလေးနဲ့တွဲပြီးကြည့်ရအောင်။ခွေးပုတူတို့ခံကရှိတဲ့ခိမိကဝါရီကြီးစားနဲ့ရန်ဖြစ်ပြီးတော့ခိမိကဝါရီဖြစ်တယ်တဲ့။အဲ့တော့ခိမိကဝါရီဆိုတာကြောက်တယ်ကြောချမ်းတယ်ဘာမှမသိစိတ်ထဲမတိုးမတက်ဖြစ်တယ်ဆိုတဲ့ဘာမှမသိတဲ့ခံစားချက်ကိုပြောတာ။ဒီမှာကအရှိမာကဘာဖြစ်တာလဲကြီးစားနဲ့ရန်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာပါပြီးသွားပြီအဲ့တော့ကြီးစားနဲ့ရန်ဖြစ်တဲ့အတွက်ကြောင့်သူ့စိတ်ထဲမှာဘာဖြစ်နေလဲဆိုတော့ဒီအီယာနာခီမိုဂျီဖြစ်နေတယ်မုန်းနေတယ်စိတ်ထဲအချင်ပေါက်နေတယ်ခီမာဇူီပေါ့နော်စိတ်ထဲအချင်ပေါက်နေတာမုန်းနေတာအဲ့လိုပုံစံမျိုးပဲဖြစ်ရမယ်ပေါ့ပြောမှဆိုရင်ခီဘုံငါဝါရီခံစားချက်မကောင်းဖြစ်တာကိုပြောတာပေါ့နော်အဲ့တော့ဒါကမဖြစ်နိုင်တော့ဘူးနောက်နိဗ္ဗာန်ကလည်းခါဆဲကိုဟိတဲ့ခီမီကာဝါရီနိုတဲ့ကက်ကိုရဆွန်ဒအရှိကအေးမီလို့တဲ့အေးမီလို့ကြောက်ဖို့ကောင်းတာကြောချမ်းတာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလေနော်အဲ့တော့အေးမီတယ်ဆိုလို့ရှိရင်ဆိုတော့ဂူအိုင်ယာဝါရီတို့နော်ဒီခိဘုံကဝါရီတို့ဒီလိုနဲ့ပဲတွဲသုံးရမှာဖြစ်တယ်ဒါကြောင့်မလို့ဒါလည်းမှားပြီဒါနောက်ဆမ်းမန်ရှာနာဟီတိုကာရာတန်ဝါကခခတဲ့ခိတဲ့ခိမီကဝါရီโอเคဒါဆိုရင်မတိတဲ့သူစီကဖုံးလာသွားတယ်အဲ့တော့ကိုနဲ့လည်းမတိတဲ့သူစိမ်းတယောက်စီကဖုံးလာသွားတဲ့အခါမှာစိုးရိမ်စိတ်တွေမလာဘူးလားနော်အဲ့တော့ဖုန်းကလာတယ်ပြီးတော့ဘာမှမသိပဲဖုန်းကချသွားတယ်ဆိုတော့ဟဲဘာကြီးလဲဘာဖြစ်မှာလဲဆိုတော့ကြောက်စိတ်စိုးရိမ်စိတ်စိတ်ထဲမတိုးမတန့်တဲ့စိတ်ခံစားချက်ပေါ်လာတယ်အဲ့လိုမျိုးဖြစ်တာကိုကြတော့ဒီခိမီကဝါရီနဲ့သုံးတာဖြစ်ပါတယ်ဒါကြောင့်မလို့အဖြေမှန်ကဆမ်ဘန်ဖြစ်ပါတယ်နောက်မျိုးမလေးကိုတွားကြည့်တော့ကိုနိုစပူတဲ့ရှိုးကိုအီရက်စကီတာနော်ကချက်တူခိမီကဝါရီတော့ဒီစပြုတ်ကိုစားထဲတာလွန်သွားလို့ကြောက်ဖို့ကောင်းတဲ့စိတ်ထဲမတိုးမတန့်ဖြစ်တယ်ဆိုတဲ့ချင်းဟုတ်လားမဟုတ်တော့ဘူးလေနော်အဲ့တော့ပြောချင်တာစားထည့်တာများသွားတယ်ဆိုလို့ရှိရင်စားငံသွားတယ်ပေါ့အာဂျီကဟန်ဒါပေါ့နော်အရသာရက်တစ်မျိုးပဲအာဂျီကဝါရီဆိုတဲ့ဟာနေပဲတွဲသုံးပါပေါ့နော်ဆိုတော့ဒါလေးမှားတယ်အဲ့တော့ပြောချင်တာကဒီခိမိကဝါရီဒီဟိုမှာတစ်ခုခုကိုကြောက်နေအောင်မတရေကကြည့်ပြီးတော့ကြောက်နေတာမျိုးညဘက်အမောင်နဲ့လမ်းလျှောက်တဲ့ခါမှာတယောက်တည်းလမ်းလျှောက်တော့ဘာဖြစ်မလဲဆိုပြီးကြောက်နေတာမျိုးနော်ကိုနားမလည်နိုင်တဲ့ဒီမတင်ကားစရာကိစ္စတွေကိုမမျှော်လင့်ထားတဲ့ကိစ္စတွေဖြစ်မှာကိုစိတ်ထဲစိုးထစ်ကြောက်လန့်အဲ့လိုမျိုးအခြေအနေမျိုးမှာတော့သုံးတာဖြစ်ပါတယ်ဒါကြောင့်မလို့အဖြေမှန်ကတော့ဆမ်ဘန်ဖြစ်ပါတယ်နောက်နီဂျူးဆန်းလေးကကြတော့မဲဒိုကတော့ပန်းဒါညီရွယ်ချက်ဒီအရှိကအချိန်ကာလတစ်ခုကိုပန်းတိုင်အနေနဲ့ထားပြီးတော့အဲ့ဒီအချိန်ကာလတစ်ခုကိုခံမှန်းပြီးတော့အလုပ်တစ်ခုကိုအပြီးသက်ဖို့စ조사တယ်ဆိုတဲ့အချိန်ဒီမှာသုံးပါတယ်မဲဒိုလေးอ่ะနော်ဘာကိုပန်းတိုင်ထားပြီးဘာကိုခံမှန်းချက်အချိန်ကာလထားပြီးတော့အဲ့အတွင်းမှာပြီးအောင်လုပ်မယ်ဆိုတော့အရှိကအချိန်ကာလတွေနဲ့တွဲသုံးပြီးတော့အနာဂတ်ဒီအချိန်ကာလမှာပြီးအောင်လုပ်မယ်ဆိုတဲ့သဘောမျိုးဖြစ်တယ်အဲ့ဆိုသူ့ရဲ့သုံးတဲ့အထိပဲသိပြီဆိုလို့ရှိရင်သူအဖြေရှားတာလွယ်သွားပြီနော်အဲ့တော့အစ်ဘက်မှာဆိုလဲကြည့်လိုက်အရှိမအချိန်ကာလမပါဘူးလားခွန်ရှိမဆိုမဲတိုနီခွန်နိုပရိုဂျက်တိုအိုဝါရာဆေတိုင်အဲ့တော့ဒီအပတ်ပိတ်ရက်ကိုရွယ်ချက်ထားပြီးတော့ပန်းနိုင်ထားပြီးတော့ဒီ project ကိုအပြီးသက်မယ်ဆိုတော့အရှိမလည်းအချိန်ကာလပါတယ်အဲ့ဒီအချိန်ကာလပန်းနိုင်အတွင်းမှာဒီဟာကြီးကိုပြီးအောင်လုပ်ချင်တယ်ဆိုတော့သူ့ရဲ့သတ်မှတ်ချက်ဖြစ်တဲ့အတွက်ကြောင့်မလို့အချီပန်းကအဖြေမှန်ဖြစ်ပါတယ်နောက်နိဗ္ဗာန်ခက်ကွန်စတာနိုမေတိုနီရှိခို့တိုယာမေတာခက်ကွန်စတာဆိုတာအချိန်ကာလမဟုတ်ဘူးဒါကြီးကဗါလေလှုပ်ဆောင်မှုကြီးအကြောင်းရင်းကြီးပေါ့နော်သူအိမ်အောင်ပြုတ်လိုက်တယ်အခွင့်အရေးအနေနဲ့သူအလုပ်ထွက်ခဲ့တယ်ပြောချင်တာကွာအိမ်အောင်ပြုတ်တယ်ဆိုတဲ့အလှည့်အပြောင်းဆိုတဲ့အခြေအနေကိုပြချင်တာဒါဆိုလို့ရှိရင်ခက်ကွန်စတာနိုခိခါခဲနိအိမ်အောင်ပြုတ်လိုက်တာကိုအကြောင်းပြုပြီးအဲ့ဒါကိုလမ်းစားပြုပြီးတော့ရှိခို့တိုယာမေတာဆိုတော့မှမှန်တာဖြစ်ပါတယ်နော်အရှိမကလည်းဆိုအချိန်ကာလတွေလည်းပါနေတာမဟုတ်ဘူးနော်ဆိုဒါလည်းမှားပြီနောက်ဆက်မယ်ကိုရိုချစ်ဆိုမေတိုနီအေမတဲ့ခိတဲ့ခေါ်တာဆိုင်ဒီမြေပုံဆိုရဲကဒါအချိန်ကာလလည်းမဟုတ်ဘူးနော်အဲ့တော့ဒီမြေပုံကိုပန်းနိုင်ထားပြီးအိမ်ကိုလာပါဆိုတဲ့သဘောကြီးကမှားတယ်ပြောချင်တာကတော့မြေပုံကိုအမိပြုတ်ပြီးတော့ပြောချင်တယ်ဆိုလို့ရှိရင်ဒီကိုရိုချစ်ဆိုဒီသာယောရီနီပေါ့နော်ဒီမြေပုံကိုအားကိုးပြီးတော့အိမ်ကိုလာပါဒီလိုမျိုးမှမှန်မှာဖြစ်ပါတယ်နောက်ယွန်ဘန်ကလည်းပြောကီယိုမေတိုနီစပို့စ်အန်ရှူနိုယူမေကိုအာခီရာမေတာနေမကောင်းဖြစ်တာကိုအကြောင်းပြုပြီးတော့ဒီအားကစားလူကြီးနေပြီးစင်အားကစားဘွားဒီယူမေပေါ့နော်အိမ်မက်တွေကိုသူလက်လွတ်လိုက်တယ်ပေါ့
အာကစားသမားအိမ်မက်တွေကိုဆွန့်လွတ်လိုက်တယ်ပြောချင်တာဒါဂန်းရင်ကိုပြောချင်တာလေဟုတ်တယ်မလားနော်အရှိမကဒါဒီအချိန်ကာလအနာဂတ်ရည်ရွယ်ချက်လည်းမဟုတ်ဘူးเนาะသူပြောချင်တယ်ဆိုရင်ဒါ reunite เนาะအကြောင်းပြချက်ဂန်းရင်အဲ့လိုအခြေအနေနဲ့ဒီအာကစားသမားဆိုတဲ့ဒီအိမ်မက်ကြီးကိုဆွန့်လွတ်လိုက်တယ်ဆိုတာပဲဖြစ်ရမယ်ဒါကြောင့်မလို့အဖြေရပါလေအချီပန်ပါညီကျုံးရုံးလေးကတော့ဂူတာရီစုလူကကြတော့ပင်မနှမ်းနေတာအာရင်ကုန်ခန်းတာအဲ့တော့သူကနေမကောင်းတဲ့အခြေအနေမျိုးမှာဖြစ်တဲ့เนาะပင်မနှမ်းနေပြီးလုံးဝအာရင်နေကုန်ခန်းနေတဲ့အမူအရာပြစကလုံးလေးပေါ့ကွယ်ကဲအဲ့ဒါဆိုလို့ရှိရင်သူနဲ့တွဲတဲ့ဟာလေးတွေကိုကြည့်အောင်နံပါတ်1အချီပန်မှာသူကဘာပေးထားလဲချောသွားတဲ့ယာဆုမီနာနော်တဲ့ဂူတာရီယာဆုမီတာကြီးဒီနေ့မှာပိတ်ရဖြစ်တဲ့အတွက်ကြောင့်နားကျင်နေဆိုရင်အေးစစ်စစ်နားကျင်တယ်လို့ပြောမှာပေါ့နော်ယူကူရီအေးစစ်စစ်ယူကူရီယာစမီတာကြီးပဲဖြစ်ရမယ်အင်အားကုန်ခံပြီးနားကျင်တယ်ဆိုတဲ့သဘောတော့မဟုတ်ဘူးနော်ချောနောဆိုတာကခရခုတဲ့ဂူတာရီနေလို့တဲ့ဒီနေ့ကောင်းကင်ကြီးကမှောင်မဲပြီးတော့ပင်ပန်းတယ်လို့မြင်ရမှာလားမဟုတ်ဘူးလေနော်ဒီနေ့ကောင်းကင်ကြီးကမှောင်နေတယ်ပေါ့အဲ့တော့မှောင်နေတယ်ဆိုလို့ရှိရင်မှိုင်းနေတယ်မှောင်မှိုင်းနေတယ်ဆိုတဲ့ပုံစံကြီးပေါ့ဒါဆိုရင်သူတို့တွန်းရောရီဆိုတဲ့ဟာလေးနဲ့သုံးရမှာဖြစ်ပါတယ်။မှောင်မိုင်းနေတယ်ဆိုရင်တွန်းရောရီနော်ဒါတွန်းရောရီမြေရုဆိုတဲ့ပုံစံတော့မှမှန်မှာပေါ့နော်အုပ်မိုင်းတာမှောင်ပြီးတော့အုပ်မိုင်းနေတယ်ဆိုတဲ့ပုံစံလေးဆိုတော့ဒါလည်းမဟုတ်တော့ဘူး။နောက်ဆမ်ပန်မေဂနေကိုဝါဆိုတဲ့တန်တော်နဲ့မဲနောမရေကဂူတာရီစတေတို့မျက်မှန်မေးကြံခဲ့လို့တဲ့မျက်လုံးရှေ့မှာပင်ပန်းနေတယ်ဆိုတော့ဒါလည်းမှားတယ်မျက်မှန်မေးကြံခဲ့တယ်ဆိုတော့မျက်စိရှေ့ကအရာတွေကတဲတဲကွဲကွဲမမြင်ရဘူးပေါ့ဘုံရည်ဖြစ်မှာပေါ့ဘုံရည် stay လို့ဝေဝါးနေတယ်ဆိုတဲ့သဘောမှမှန်တယ်နော်အဲ့တော့ဒါလည်းမှားတယ်ဒါဆိုရင်အောက်ဆုံးကိုကြည့်လိုက်တဲ့အခါမှာခရေဝနဲ့ဆိုတာ stay ရဲ့တဲ့ good study stay လို့သူဟာဖျားနေတဲ့အတွက်အဖျားတက်နေတဲ့အတွက်ကြောင့်သူမှာအင်အားကုန်ခန်းပြီးတော့သူအိမ်မှာပဲအင်အားကုန်ခံပြီးနှုံးခွေနေတယ်ဆိုတဲ့သဘောလေးဖြစ်ပါတယ်เนาะအဲ့တော့အဖြေမှန်သည်ယွန်ပန်ဖြစ်ပါတယ်ဆိုတော့ဒီဂူတာရီကိုမြင်လို့ရှိရင်ဆိုတော့ယောဂီတဲ့ဂူတာရီဆိုတော့နေမကောင်းပြီးတော့နှုံးခွေနေတယ်စကားတဲ့ဂူတာရီဆိုတော့ပင်ပန်းပြီးတော့နှုံးခွေနေတယ်ဆိုတဲ့အဲ့လိုအခြေအနေမျိုးနဲ့သာသုံးမှာဖြစ်ပါတယ်အဲ့ဒါလေးသိပြီဆိုရင်ရှားပါပြီเนาะဒါနောက်ဆုံးဒီကျူးဖို့လေးကကြတော့စာရဲတို့အဲ့တော့စာရဲတို့ကကြတော့ကြည်လေးနဲ့တောက်ပါတယ်ထက်မြက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ခေါင်းတွေပါကြည်တယ်အာယုံခံစားမှုကောင်းတယ်ကြည်တယ်မျက်စိကြည်တယ်ဉာဏ်ပညာတွေထက်မြက်တယ်ဟိုမှာဆိုရကောင်းကင်ကြီးကတောက်ကြည်လင်တောက်ပါတယ်အဲ့လိုမျိုးနဲ့တွဲသုံးတဲ့ပုံစံလေးပါနော်โอเคဒါဆိုရင်အခုသူပါရီနဲ့တွဲထားလေးဆိုတာလေးကိုကြည့်အောင်နံပါတ်1ကခွန်နိုနိုင်ဖူကစာရဲတဲ့ဤတဲ့ခိရိယာစီတဲ့ဒီဓာကပြောချင်တာကတော့ထပ်ပြီးတော့ဖြက်ရလွယ်တယ်ပေါ့ဒီလိုမျိုးသူပြောချင်တာတော့ဓာကကောင်းကောင်းပြတ်တယ်ပေါ့ယောခုခီတဲ့တို့ဒါမှမဟုတ်လေစုရုတို့ကြီးအဲ့လိုမျိုးနဲ့တွဲပြီးသုံးရမှာပေါ့အဲ့တော့ဓာနဲ့တွဲပြီးသုံးတဲ့စလုံးတော့မဟုတ်ဘူးဒါကြောင့်ဓာလေးကိုပယ်ပါမယ်နောက်နိဗ္ဗာန်ကကြတော့သာဝတ္တခံကြည့်ဆိုတာထိတွေးလိုက်တဲ့အခါမှာခံရတဲ့ခံစားချက်ဟာဆိုရင်တဲ့စာရဲတဲ့ဣတဲ့ကြည်လင်တောက်ပါပြီးတော့တဲ့ဒီခိနုတော်ယောတာဆိုတော့ဒီခိနုဆိုတဲ့ဟာလေးကပိုးသားလေးအတိုင်းပဲလို့သူကပြောချင်တာပိုးသားလေးလိုပဲခိနုနောယောဓတ္တဆိုတဲ့ဟာလေးဒါဆိုရင်ပိုးသားလေးလိုပဲဆိုရင်သူကချောမွေ့ရဆိုတဲ့ဟာနဲ့သုံးမရမှာပေါ့။ကင်ကြည့်လိုက်တဲ့အခါမှာချောမွေ့မွေ့ဖြစ်ပြီးတော့ဆိုရင်ဒီနာမဲရကဆိုတဲ့ဟာလေးပေါ့နော်အဲ့လိုမျိုးတွဲသုံးမရမှာပေါ့နော်နာမဲရကတဲ့ချောမွေ့နေပြီးတော့တကယ်ကိုပိုးသားလေးတိုင်းပဲလို့ပြောမှရမယ်နော်အဲ့တော့ဒါကလည်းမှားသွားပြီ။ဒါဆိုရင်စမ်းခွင့်ရပါတယ်မဲကစားရတဲ့နေမှုတဲ့နိုင်ဒီနေ့တော့မျက်လုံးဒီညကတော့မျက်လုံးကြီးကကြည်လင်နေပြီးတော့အိတ်လို့မရဘူးတဲ့အဲ့တော့အိတ်ချင်စိတ်တွေပြေးပြီးတော့မျက်လုံးကကြည်လင်တောက်ပနေတယ်ဆိုတဲ့သဘောပေါ့โอเคအဲ့ဒါဆိုလို့ရှိရင်ဒီအသုံးလေးကသုံးလို့ရပါတယ်နော်သူ့ရဲ့သဘောကဒါခေါင်းကြည်တယ်မျက်စိကြည်တယ်အာယုံခံစားမှုကြည်တယ်ဉာဏ်ထက်မြက်တယ်ကောင်းကင်နဲ့တွဲမယ်ဆိုကောင်းကင်ကြီးကကြည်လင်တောက်ပါတယ်ဒီလိုမျိုးတွဲသုံးတဲ့စကားလုံးလေးပါနော်ဒါကြောင့်မလို့စမ်းပန်ကမှန်ပါတယ်ရုံးမှန်ကကြတော့ခါဝါတော့မီဆူဝါတိုတဲမိုစာရဲတဲ့အရန်ကိုပဲကြည်လင်ပြီးတော့တဲ့ဒီအောက်ခြေထိမြင်ရတယ်ဆိုတော့သူကဒီရေကိုကြည်တယ်လို့ပြောရင်ကြတော့ဒါနဲ့သုံးလို့မရဘူးเนาะရေကြည်တယ်ဆိုလို့ရှိရင်ကြတော့သူအရင်သုံးခဲ့တဲ့စွန်တဲ့ဤတို့စုမှုကနေသုံးပြရမှာဖြစ်ပါတယ်ဒီရေတွေက
တောင်ပေါ်တက်သွားတဲ့အခါမှာเนาะဒါနော်ဘိုးတူလေးနဲ့တွဲသုံးပြီးတော့လေရေတွေကတောင်ပေါ်တက်သွားတော့ကြည်လင်သွားတယ်ဆိုတဲ့ဟာလေးနဲ့တွဲပြီးတော့မှစွန်ဒေရီတို့စွန်ဒေရီတဲဆိုပြီးတော့တွဲသုံးမှဒါရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်အခုဒီမှာသုံးတဲ့စာရေးတုလေးဒီအဲ့လိုမဲကစာရေးတုเนาะမျက်လုံးကြည်နေတာတို့အတမကစာရေးတုခေါင်းကြည်တာညံပြေးတာတို့အဲ့လိုမျိုးအတွဲလေးတွေနဲ့ဒါအများဆုံးတွဲသုံးတာဖြစ်ပါတယ်ဒါလေးကိုမှတ်ထားမယ်ဆိုရင်အဆင်ပြေပါပြီโอเคရမယ်နော်ဒါဆိုရင်တို့နောက်သင်ခန်းစာတွေမှာထပ်တွေ့ကြပါမယ်အားလုံးပဲစောင့်ကြည့်ပေးကြပါဦးနော်